ဘာကြီးစိုးရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါဗျာဘာကြီးစိုး 3D channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်မိတ်ဆွေများကိုအခု26ခုနှစ်တတိယအကြိမ်အတွက်ဖြစ်နိုင်ခြေရှိတဲ့ကဏ္ဍလေးတစ်ခွက်ကျွန်တော်ထပ်တင်ပေးပါဦးမယ်ဗျာနော်အဲ့တော့မိတ်ဆွေများခံကောင်းကြပါစေလို့လည်းကြိုပြီးတော့ဆုတောင်းလိုက်ပါတယ်ဗျာကဲဒီပြင်လေးရတော့ကျွန်တော်မနေ့တုန်းကတော်တော်လေးကစားပြခဲ့ပူပါတယ်နော်ခုလည်းတိုက်ဆိုင်မှုလေးတွေရှိလာတဲ့အတွက်ပြန်ပြီးတော့ပြခြင်းဖြစ်ပါတယ်ကဲအဲ့တော့စလိုက်မယ်ဗျာဘယ်နှခုနှစ်လဲဆိုတော့ကျွန်တော်88ခုနှစ်မှာဟောဒီနောက်ပေတန်းလေးဗျ4ခွန်9လေးဆိုတဲ့နောက်ပေအထောင်လေးနော်ဒီအပေါ်ဆုံးလေးရနေပြီးတော့ရှေ့တစ်ခွက်ကျော်မှာ333ဆိုတာရှိတယ်နော်ဟုတ်ပြီနော်မိတ်ဆွေတို့ဒီ333ကနေအပေါ်ဆက်တက်မယ်ဒီနေ့3ဒီဘေးမှာ430ဆိုတာရှိပါတယ်နောက်တစ်ခါ430ကနေအပေါ်ဆက်တက်မယ်ဒီနေ့3ဒီနေရာမှာ430ဆိုပြီးတော့သူကခဏတူရွှေ့ကစားခဲ့တယ်နော်ဟုတ်ပြီတခါ43အပေါ်430ကနေဒီလို1နှစ်ဒီနေရာမြင်းကုန်မှာ644ဆိုတာရှိတယ်ဒီအောက်430ကနေဆိုရင်လည်းမြင်းကုန်မဲ့644ရှိတယ်နော်ဟုတ်ပြီဒါပရိနော်ပရိမှန်ပါအဲ့တော့ဒီဘက်ကိုသွားလိုက်မယ်ဒီဘက်မှာလည်းကျွန်တော်တို့ဘယ်နှခုနှစ်လဲဆိုရင်18ခုနှစ်18ခုနှစ်မှာအဲ့လိုပဲနောက်ပိတ်အတန်းလေးပဲเนาะ4ခွန်9လေးဆိုပြီးတော့ရှိပါတယ်ဒီအပေါ်ဆုံးလေးကနေပြီးတော့ရှေ့တစ်ခွက်ကျော်မှာ333အတူတူပဲเนาะဟိုနဲ့အဲ့ဒီ333ကနေပြီးတော့အပေါ်ဆက်တယ်မယ်1 2 3ဒီနေရာမှာ3ခွန်ဒီ3ခွန်ကနေပြီးပေါ်ဆက်တယ်မယ်ဒီနေ့3ခွန်3ဆိုပြီးတော့အကွက်တူခဏတူရွှေ့ကစားထားတယ်နော်ဒါဖရိမောဘက်မှာတော့430ပေါ်ရဒီမှာတော့ခွန်3နော်အဲ့ဒီပေါ်ခွန်3ကနေရှေ့ကိုထောက်မယ်ဒီနေ့3မြင်းကုန်မှာ446ဆိုတာရှိပါတယ်ဒီအောက်3ခွန်ကနေဆိုလဲမြင်းကုန်မယ်နော်ဒါဖရိတူပါနော်အဲ့တော့ဟောဒီအထောင်309နဲ့13လေးကကျွန်တော်အပေါ်ကနေဆွဲချထားတာเนาะဒီပြလို့အဆင်ပြေအောင်အဲ့ဒီကနေဘလို့ပေးခဲ့တယ်လဲဆိုတော့ကကျွန်တော်တို့မနစ်ကနှစ်ပိတ်ကနန်းကိုပေးခဲ့တဲ့ပြင်လေးဖြစ်ပါတယ်ကျွန်တော်တို့ဒီ4ခွန်9လေး333ဟောဒီ333ကနေရှေ့ကိုဆက်ထောက်မယ်ဒီနေ့3 4 5ကွက်ကအောက်မှာ369ဆိုပြီးတော့ရှိတယ်အဲ့ဒီ369ဟာဘယ်ကနေဆင်းရိုက်သွားတော့ဆိုတော့ကျွန်တော်တို့ဟောဒီအထောင်4ခွန်9လေးအထောင်ဖြစ်တဲ့နှစ်အဲ့ဒီအထောင်ရဲ့အပေါ်ကိုရေးမယ်ဒီနေ့3 4 5 6ကွက်မြောက်က693ဟာဟောဒီ333ကနေဒီနေရာမှာလာပြီးတော့ထွက်တယ်369ဆိုပြီးတော့เนาะဟုတ်ပြီเนาะဒီဘက်မှာလည်းတစ်ခါကြည့်လိုက်မယ်ကျွန်တော်တို့333ကနေပြီးတော့ရှေ့ကိုဆက်ထောက်မှာเนาะဒီနေ့3 4 5ဒီအောက်မှာခွန်336ပြီးခဲ့တဲ့နှစ်ปีကနဲ့เนาะခွန်336ဒီခွန်336ဟာဘယ်ကနေလာရိုက်တော့ဆိုတော့ဟိုဘက်လိုပဲဒီအထောင်လေးရဲ့အပေါ်ဆက်တယ်မယ်ဒီနေ့3 4 5 6ကွယ်မြောက်ကခွန်60ဆိုတဲ့ကဏ္ဍနှစ်ပိတ်မှာဆင်းရိုက်သွားတာဗျာနော်ဟုတ်ပြီနော်အဲ့တော့လောလောလတ်လတ်နှစ်ပင်ကြားတော့ရှိခဲ့ပြီပေါ့ဗျာနော်အခုကျွန်တော်တို့ဖမ်းမှာဒီနှစ်ပိတ်ကဏ္ဍခွန်3 6ရဲ့
နောက်နှစ်ပင်ကျော်ဖမ်းမှာနော်ကျွန်တော်တို့ဒါပထမအကြိမ်26ခုနှစ်နော်26ခုနှစ်ပထမအကြိမ်ဒုတိယအကြိမ်6နှစ်ကိုဒီနှစ်ကွက်ကထွက်သွားပြီနော်အဲ့ဒီနှစ်ပင်ကျော်မှာလာမယ်ကနန်းဟာဘယ်ကနန်းကိုပေးတဲ့ကဲတယ်လဲဆိုတာကိုပြန်ကြည့်မယ်ဗျာဟုတ်ပြီအဲ့တော့ဒီမှာ333ကနေပြီးတော့ဒီပင်ကိုင်းမှာ3969ဟာဒီအထောင်နှစ်ထဲကဒီ693ကနေဆင်းရိုက်တယ်နော်ဒီဘက်မှာဆိုတော့နှစ်ပိတ်ကနန်းပေါ့ရနော်သူ့ရဲ့အောက်နှစ်ပင်ကျော်မှာထွက်ပြီးတဲ့838ဆိုတဲ့ကနန်းဒီဘက်မှာဆိုရင်တော့ကျွန်တော်တို့အခုတတိယအကြိမ်မြောက်ပေါ့ဗျာနော်အဲ838ဆိုတဲ့ကနန်းကဘယ်ကလာသလဲဆိုရင်ဟောဒီ333ရဲ့အပေါ်ကနန်းဗျ838ဆိုအဲ့ဒီကောင်ကနေပြီးတော့ဟောဒီ3969ရဲ့အောင်နှစ်ပင်ကျော်ကိုဆင်းရိုက်တယ်လို့ကျွန်တော်ဖမ်းပါတယ်နော်838ဟုတ်ပြီအဲ့တော့ကဲဒီဘက်ကိုကြည့်လိုက်ကြမယ်တတိယအချိန်မှာပါလာမလဲဆိုတာကိုနော်အခုနှစ်ပေကနန်း936သူ့ရဲ့အောင်နှစ်ပင်ကျော်ဖမ်းမယ်နော်အခုတတိယအချိန်အဲ့တော့ဟိုဘက်မှာလို့ဆိုလို့ရှိရင်ဟောဒီ333ဆိုတာရဲ့အပေါ်ကနန်း994ဟောဒီ994ဆိုတဲ့ကနန်းဟောဒီကျွန်တော်တို့တတိယအချိန်မှာဝင်ပေးရပြီဗျ994ဟာနော်994ဆိုပြီးတော့ရိုက်ပေးရမယ်နော်994နော်မိတ်ဆွေတို့နော်တတိယအချိန်မှာဝင်ပေးရပါမယ်အဲ့တော့မိတ်ဆွေတို့တိုက်ဆိုင်မှုရှိတယ်ညစ်တက်တယ်ဆိုလို့ရှိရင်သုံးပါနော်ကျွန်တော်တို့ကောင်းလို့ရဖြစ်စဉ်လေးတွေကိုတွေ့တိုင်းတင်ပေးနေမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗာကြီးစိုး channel ကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအခြားမိတ်ဆွေများကိုလည်းထပ်မံဖြန့်ဝေခြင်းနဲ့ကူညီပါလို့မေတ္တာရက်ခံပါတယ်ကဲအားလုံးတတိယအကြိမ်မှာအောင်မြင်မှုတွေရကြပါစေလို့ဆုတောင်းပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်994နော်မိတ်ဆွေတို့ကဲကျေးဇူးပါ